ဒီနေ့ဦးလာမိုးအကျွေးလာတောင်းလိုက်မယ် ဟုတ်ကဲ့ဖေဖေ တေချာနားထောင်တာ အကျွေးဆက်เสียမရှိသေးလို့ဖေဖေတို့ရှောင်နေမယ်တာဦးလာမိုးလာရင်ဖြေဖို့ဖေဖေတို့ပြောတာလွတ်ချက်ထားနော်မေမေအကြောင်းမေးရင်မေမေညီမနဲ့ချိန်ထားတာရှိလို့တောင်ပေါ်သွားတယ်လို့ပြောဖေဖေအကြောင်းမေးရင်ရွာဦးเจ้าကဆရာတော်ခေါ်လို့သွားအိတ်တယ်တရက်နှစ်ရက်နေမှပြန်လာမယ်လို့ပြောနော်နွားပြမကြီးအကြောင်းမေးရင်တားတောင်းနေလို့ကလာတင်ဝင်းစီတားတင်ဖို့ပို့ထားတယ်လို့ဖြေဖေဖေပြောတာကိုမှတ်မိရဲ့လားမမှတ်မိရင်ပြန်မေးနော် မှတ်မိပါတယ်ဖေဖေ မမအကြောင်းမေးရင်အိမ်ရှိကလူပြိုကြီးကခဏခဏလာလာချောင်းနေလို့စိတ်မချလို့ဒေါ်လေးအိမ်ပို့ထားတယ်လို့ဖြေနော်သားဖေဖေပြောတာအကုန်မှတ်မိရဲ့လား ဒါလေးများမှတ်မိပါတယ် ဒါဆိုဖေဖေနဲ့မေမေတနေရာသွားနေမယ် လာရင်တေချာပြောပြနော် စိတ်ချပါ ငါတို့ရေတာပေါင်နဲ့မချိုတို့ရှိကြလား ဘယ်သူမှမရှိကြဘူးဦးလေး တားဖီဖီပဲသွားလဲ ဖေဖေမချိဘူးဗျမေမေညီမနဲ့ချိန်ထားတာရှိလို့တောင်ပေါ်သွားတယ်ဦးလေး ဒါဆိုသားအမရော ဖေဖေပြောတာတော့သားတောင်းနေလို့ကလားတင်ဝင်းစီသားတင်ဖို့ပို့ထားတယ်တဲ့ဗျ အေးပါဒါနဲ့အိမ်ဘေးကနပြမကြီးမတွေ့ပါလား ဟုတ်တယ်ဦးအိမ်ရှိကလူပြိုကြီးကလာလာချောင်းနေလို့စိတ်မချလို့ဒေါ်လေးအိမ်ပို့ထားတယ်တဲ့ ဒီကောင်သားတော့မချောင်ပါလားဒါဆိုသားမေမေရောဘယ်သွားလဲ မေမေလားရွာဦးเจ้าကဆရာတော်ခေါ်လို့သွားအိတ်တယ်တရက်နှစ်ရက်နေမှပြန်လာမယ်တဲ့ဗျ ဖျားဖျားဘာတွေဖြစ်ကုန်တာလဲ